ပင်လယ်ရေနက်ပိုင်းမှာအမေရိကန်ရေငုပ်တင်ပေါ်တစ်စီးအစပြောက်သွားခဲ့ပါတယ်။ဒါဟာရိုးရိုးပြောက်ဆုံးတာမဟုတ်ပဲတတိယကမ္ဘာစစ်စီကိုဦးတည်နေတဲ့ကြောက်စရာကောင်းတဲ့ပူးပေါင်းကြံစည်မှုတစ်ခုပါ။ဒီအခြေအနေကိုထိန်းချုပ်ဖို့အတွက်အတွေ့အကြုံရင့်ကပတိန်ဂျူးဂလက်စ်ကိုအန်ဒီအရှိဖုံးနေမိတဲ့ဆေးလွှတ်လိုက်တဲ့အခါ Captain Glass ဟာပျောက်ဆုံးထားတဲ့သင်္ဘောကိုရှာရင်းနဲ့ရုရှားရေပိုင်နက်ထဲမှာရုရှားသမ္မတကိုဖမ်းဆီးပြီးအာဏာသိမ်းကိုစ조사နေတဲ့စစ်ဗိုလ်ချုပ်တယောက်ရဲ့အချမ်းစီကိုသိလိုက်ရပါတယ်။ American Navy SEAL အဖွဲ့ကလည်းကုန်းပေါ်မှာရုရှားသမ္မတကိုကယ်ဖို့စ조사နေရသလိုရေအောက်မှာလည်း Captain Glass တို့ဟာရန်သူဒုံးကျည်နဲ့ဂျားကနေကက်တိကက်သက်ရှင်သန်နေအောင်ရုန်းကန်နေရပါတယ်။ ဒီဇလန်ရဲ့အမိုက်ဆုံးအပိုင်းကတော့ရန်သူဖြစ်တဲ့ရုရှားကက်ပတင်တယောက်ကို Glass ကကဲတင်လိုက်တာပါပဲ။ရန်သူနှစ်ယောက်ဟာကဘာစစ်မဖြစ်အောင်ရေအောက်ထဲမှာလက်တွဲလိုက်ကြပါတယ်။ကက်ပတင်အန်ဒရိုပေါဖ်ရဲ့လိုင်းညွှန်မှုနဲ့သူတို့ဟာရေအောက်မြုပ်မိုင်းကွင်းတွေကိုဖျက်ကျော်ပြီးရုရှားသမ္မတကိုကယ်ထုတ်ဖို့ကြိုးစားကြပါတယ်။ နောက်ဆုံးမှာတော့ယူရှားစစ်ဗိုလ်ချုပ်ကသူတို့တင်ပေါ်ကိုခက်စီဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ Captain Glass ကပြန်မပစ်ပဲငြိမ်နေဖို့ဆုံးဖြတ်လိုက်တဲ့အခါလူတိုင်းကသူယူနေပြီလို့ထင်ခဲ့ကြပါတယ်။တကယ်တော့ဒါဟာယူရှားတင်ပေါ်သားရဲ့စိတ်သက်ကိုစမ်းတက်လိုက်တာပဲပြီးနောက်ဆုံးမှာတော့တစ္ဆဖောက်ဗိုလ်ချုပ်ရဲ့အခြေစိတ်ခံကိုယူရှားတင်ပေါ်သားတွေကိုယ်တိုင်ပြန်လဲချေမွန်းလိုက်ပါတော့တယ်။ Captain Glass ရဲ့ရဲရင်နဲ့ဆုံးဖြတ်ချက်ကြောင့်ကဘာစစ်ကြီးဖွင့်မဲ့အရေးကနေကက်တီကတ်သက်လွတ်မြောက်သွားခဲ့ပါတယ်။ဒါဟာရေအောက်ထဲကအမဲလိုက်ပွဲဟန်ဒါကီလာရဲ့အမိုက်စားဆက်သိမ်းပါပဲ။